အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့စကိုင်းအစီလာပါပြီ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 ဟုတ်ပါတယ်ကျွန်တော်စကိုင်း United လေ့ကျင့်ရေးဘောလုံးဝင်ကိုရောက်နေပါတော့ဒီအသင်းဟာဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းဆောင်မင်းသားမိတ်ဆွေမန်းသားကိုဖိုးချစ်ရဲ့အသင်းတစ်သင်းဖြစ်ပါတယ်အဲ့တော့သူတို့ training လုပ်နေတဲ့ဟာကိုကျွန်တော်လိုက်ပြီးတော့ရိုက်ပြမှာပဲဖြစ်ပါတယ်ဆက်တော့လိုက်ကြည့်ပါဦး let's go ဖြည်းငါတို့တိုင်းတွဲငါတို့သမိုင်းရေးထိုးကြပြီငါတို့ရဲ့တိုင်းငါတို့တိုင်းတွဲငါတို့သမိုင်းရေးထိုးကြပြီငါတို့ရဲ့တိုင်းငါတို့တိုင်းတွဲငါတို့သမိုင်းရေးထိုးကြပြီငါတို့ရဲ့တိုင်းငါတို့တိုင်းတွဲငါတို့သမိုင်းရေးထိုးကြပြီစကိုင်းအစီလာပါ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 ပြီအာမန်အပြည့်နဲ့အောင်ဝဲလီလီလီထောင်တင်းအမြဲစကူနေကြီးဓမ္မတိုင်းချစ်တဲ့မဟာစကိုင်းအစီ What? Nadu sakai, nadu kaiye, nadu tabai meji jari. Nadu sakai, nadu kaiye, nadu tabai meji jari. Nadu sakai, nadu kaiye, nadu tabai meji jari. အထိုင်ကစားသမားပါအထိုင်ကြီးပါပဲကန်တာလည်းမတွေ့အောင်ထိုင်တာပဲတွေ့ရတယ်နော်ဘယ်မှာလဲမင်းတို့တင်တို့တင်ဘယ်မှာလဲ၄သိန်းမှာခွဲတင်နေရတယ်ဟိုနေလိုက်အေးရမင်းတို့နဲ့ပြစ်ခဲ့မယ်ခဏနာခဏနေရောငါပြောပြီးဒီဆက်ဒီနေ့နဲ့ခဏနေရောကိုနဲ့သိန်းကစားမယ်โอเคနော်အဲ့တော့ final မှာတွေ့မယ်တတိယလူပဲရှိအပြန်ဆမှာဘယ်လိုပြင်တာလဲမင်းကလည်းချက်ချင်းကိုဘာမင်းတို့ဘယ်သူကဘာမှမပြောသေးဘူးဘာတောက်လဲအခုပြန်ကမ်းမယ်ဟုတ်ပြီနော်အဲ့တော့ဟိုနှစ်သိကမ်းမယ်လူမြလားမင်းတို့နောက်ထဲမှာဟိုပါပေါ့စကြကျူးပလေယာရှိတယ်ဟိုမှာ2ယောက်မင်းတို့အားတာတဲ့ဘက်ကိုထည့်ပြီးမှပြီးအားတာတဲ့ဘက်ကိုထည့်ပြီးမှအားကြောင့်မျှသွားမယ်ရှင်းတယ်နော်အဲ့တော့ဒီနှစ်သိကမ်းမယ်အောက်တော့မပေးတော့ဘူးနေရတော့ငါ့ကိုပြတာဘိုးမတော့ဘိုးမတော့ဒီအဲ့လိုတတိယတွေကခွဲလေဟုတ်တယ်မလားဥပမာပထမတည်းက90001000ပေါ့ဟုတ်တယ်မလား3000လေဒုတိယတွေက9000ယူလေတတိယတွေကဘယ်လောက်ယူ9000ယူအဲ့လိုယူပေါ့2000ပဲ2000မကြီးခွဲလို့မလားအဲ့တော့2သိန်းပြစ်သွားအောင်လို့မင်းတို့ကအဲ့ဒါ2000ရမယ်ပရာရှက်1000ရမယ်3000ရမယ်ဟုတ်တယ်မလားရပါတယ်3000ရပါတယ်အေးအဲ့တော့ဒီနေ့သိကြမယ်ဘယ်နော်ခဏဟိုဘက်ကအပြားအမေကဟိုသွားအသွားပြန်9ကောက်ခေါင်းကြီး9ကောက်10ကောက်ပေးရမယ်80ရာခိုင်တော့လက်ကားမရအောင်သွားရ
ကျက်အဲ့ရပြီးသွားပြီခဏလာဒီကကိုပြမယ်လားကိုပြမယ်အခုဟိုပါပေါ့အခုသူကဒီမှာကြီးကျက်တယ်သူကညာနေဝင်သွားပါပြီလှုပ်စီနေထိလိုက်ပါပြီဘောလုံးတစ်လုံးမှာဟုတ်ပဲတော့ဒီကဘယ်လိုအမေတို့ကြီးတွေပေါ့သူတက်ကြီးတွေဘုမေအင်းကြီးခိုင်းအဲ့ဒါကြီးဟုတ်ပြီနော်ကျွန်တော်မရှိဘူးအခုလည်းပြန်အဲ့တော့ငါတို့လူလိုက်လိုက်ဟောဆရာကြီးလည်းလမ်းလျှောက်ပြီးကြည့်နေနေရတယ်တော့ဟုတ်နော်အဲ့တော့မိနစ်တနားရီလောက်ပြရမယ်နေတော့ဟောအများဆုံးတို့ဟိုမှာပြရတနားကြောက်လားကြောက်59မိနစ်တော့ဘာလို့ရှိတာဟုတ်တယ်မလားဟိုမှာတို့ခုနမှာနော်အဲ့ဒီ40ကျော်50ကျော်60လောက်သွားတယ်အဲ့တော့နှစ်ခေါက်ပြင်းမရှိရှိပါဘူးမနေ့ပိုင်း7နာရီ7နာရီပြီးမှလို့ပြီးသွားမှာနေ့ပဲလို့ပြန်ပြီးတော့ထွက်သွားတယ်ဟုတ်လားဒါလေးပဲ对对动，